ရှင်ပိုလှလာတယ်နော်အပြောခံရလို့အရန်ကျင်တတ်တယ်တနေ့ကကြောင်းတက်နေတယ်ကြောင်းနေဘက်တငယ်တယောက်နဲ့တွေ့တယ်အရင်ကထပ်ပိုတော့လှလာသေးတယ်ဆိုပြီးတော့အပြောခံရလို့ပိုလှမှာပေါ့မစင်ကတော့ဒီလိုအသီးဖြော်ရည်လေးကိုနေ့စဉ်ပုံမှန်တနေ့တစ်ခွက်လျောက်လောက်တောက်ပေးဖြစ်တယ်သူကတော့ပါဝင်ပစ္စည်း၃မျိုးတဲ့ပါနော်ဘာသီးဖြော်ရည်ပဲလောက်တောက်အရန်ကိုမှကောင်းတယ်ရွေးထွက်ဆိုကြိုးမရှိဘူးဒါကတော့မစင်လောက်တောက်လာကတော့မော်လာဥနီရဲ့တမယာချိုတီးရဲ့ခွာတီးရဲ့ဒီ၃ခုကတော့အထူးသဖြင့်ဝက်ချအမဲဆက်ကိုတတ်တာစီတယ်သူ့ကိုသတိထားမိတယ်ကတော့တောက်ရင်နဲ့မျက်နှာအသားရည်ကတင်းပြီးတော့ကြည်လာတယ်မစင်းကတော့ဒီလိုအသီးဖြော်ရည်လေးတွေကိုနေ့စဉ်ပုံမှန်လေးလောက်တောက်ပေးသလိုဝက်ချအမဲဆက်တွေကိုအရှင်းကိုမှတတ်တာစီရဲ့ဒီမေပန်းဒီစိမျက်နှာတစ်စက်ပြကိုမနေ့တစ်ချိန်ညတစ်ချိန်ပုံမှန်လေးပေါင်းတင်ပြီးတော့သုံးပြီးရုံနဲ့မျက်နှာမှာရှိတဲ့ဝက်ချန်တွေဆိုတော်တော်လေးကိုမှတတ်တာလာပြီးတော့အမဲဆက်တွေဆိုတော်တော်လေးကိုမှပါကြလာတယ်အဲ့တော့ကိုကမမြလှချင်တယ်ဝက်ချန်အမဲဆက်တွေအရှင်းကိုမှတတ်တာချင်တယ်ဆိုအခုလိုအသီးဖြော်ရည်လေးလိုက်ပြီးတော့လောက်တောက်ကြည့်ပါအရန်တောက်ကောင်ဝင်းစင်ကတော့အရန်လာဆိုရင်ဘာမှမထည့်တာဘူးဒါတို့နုစီတို့ထည့်တာကတော့ဝက်ချောင်ပူထွက်စေတယ်သူ့ရဲ့ original အရန်လာပဲစိုင်းနေတော့ထည့်တယ်အချိုချင်းချင်းလေးလည်းအရန်တောက်လို့ကောင်းတယ်အဲ့တော့ကိုကဝက်ချောင်အမဲဆက်လို့အမြန်တက်တာချင်းတယ်ဆိုလိုက်ပြီးတော့လောက်တောက်ကြည့်ပါလို့ညွှန်းပေးစီချင်ပါတယ်ကျဲ